မင်္ဂလာပါရှင်နိုင်ငံတကာရေးရာနဲ့ပထဝီနိုင်ငံရေးသတင်းထူးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့အစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကမ္ဘာမျက်မှောက်ရေးရာမှာအထူးကိုစိတ်ဝင်စားဖို့ကောင်းနေတဲ့အမေရိကန်သမ္မတချန့်ရဲ့ Project Freedom အစီအစဉ်သစ်နဲ့အီရန်နိုင်ငံသားကတင်းမာမှုအခြေအနေတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်တို့ရေအခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရသမ္မတချန့်ဟာအရင်ကအကောင့်ထဲပေါ်ခဲ့ဘူးတဲ့ Project Freedom ကိုပုံမကြီးမားတဲ့စစ်ရေးသွင်သင်ထန်နဲ့ပြန်လည်စတင်ဖို့ပြင်ဆင်နေပြီလို့သိရပါတယ်။သမ္မတချန့်က Fox News နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာအခုလိုပြောကြားခဲ့ပါတယ်။အီရန်ဆိုရဟာသူတို့ရဲ့နျူကလ িয়ার စက်ရုံတွေထဲမှာနျူကလ িয়ার ဖုံမှုတွေကိုမြေအောက်ထဲနက်နက်ရှိုင်းထိမြုပ်နှံထားတယ်။အဲ့ဒီအရာတွေကိုအီရန်ကိုယ်တိုင်တောင်ပြန်ထုတ်လို့မရအောင်ထိအမေရိကန်ကတူးထုတ်ဖယ်ရှားပေးရမယ်လို့ဆိုပါတယ်။ဒါဟာအီရန်ရဲ့နျူကလ িয়ার အခြေခံအဆောက်အုံတွေကိုအမေရိကန်ကတိုက်ရိုက်ကင်တွယ်တော့မယ်ဆိုတဲ့သဘောကိုတက်ရောက်နေပါတယ်။ဒီနေရာမှာမေးစရာရှိတာက Project Freedom ဆိုတာပါလဲဆိုတာပါပဲ။အဓိကအားဖြင့်တော့ကမ္ဘာရေနံတင်ပို့မှုရဲ့အဓိကသွေးကြောဖြစ်တဲ့ဟော်မုတ်ရေလက်ကြားမှာအီရန်ရဲ့နှောင့်ယှက်မှုတွေကနေကာကွယ်ဖို့အတွက်အမေရိကန်စစ်သင်္ဘောတွေကကုန်တင်သင်္ဘောတွေကိုလုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးတာဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့ထူးခြားချက်ကစစ်ရေးရပိတ်ဆို့မှုတွေတာမကအာကာသတပ်ဖွဲ့ကိုပါအသုံးချပြီးအီရန်ကိုဖိအားပေးဖို့ထန့်ကစဉ်းစားနေတာဖြစ်ပါတယ်။အီရန်ဘက်ကတော့ထုံးစံအတိုင်းဆွေးနွေးပွဲတွေကိုအချိန်ဆွဲဖို့စ조사နေပါတယ်။ဒါပေမဲ့သမ္မတချန့်ကတော့သူတို့အချိန်ဆွဲလို့မရတော့ဘူး။နောက်ဆုံးမှာတော့အီရန်ဟာအလျှော့ပေးရုံကလွဲလို့တခြားမရှိတော့ဘူးလို့ပြက်သားပြောဆိုထားပါတယ်။လက်ရှိမှာလည်းအမေရိကန်ရဲ့ပိတ်ဆို့မှုတွေကြောင့်အီရန်ရဲ့ရေနံတင်ပို့မှုဟာလုံးဝနီးပါးရပ်တန့်နေပြီးသူတို့ရဲ့ရေနံတွင်းတွေကစက်ပစ္စည်းတွေပါပျက်စီးနိုင်တဲ့အခြေအနေကိုရောက်နေတယ်လို့သတင်းတွေကဆိုပါတယ်။ဒါအပြင်ကမ္ဘာရေနံဈေးနှုန်းတွေတက်လာနိုင်တဲ့အနေရရှိနေပေမဲ့သမ္မတကတော့သူ့ရဲ့ရည်မှန်းချက်မအောင်မြင်မချင်းနောက်ဆုံးမှာမဟုတ်ဘူးလို့ဆိုပါတယ်။အခုလာမယ့်ရက်ပိုင်းအတွင်းမှာပဲသမ္မတချန့်ဟာတရုတ်နိုင်ငံကိုတွားရောက်ဖို့ရှိနေပြီးအဲ့ဒီခီးစဉ်အတွင်းမှာအီရန်နဲ့ပတ်သက်တဲ့အဆုံးဖြတ်တွေကိုတပါတည်းလှုပ်ဆောင်သွားဖွယ်ရှိနေပါတယ်။အမေရိကန်ရဲ့ Project Freedom အစီအစဉ်ကြောင့်အရှေ့အလယ်ပိုင်းဒေသမှာစစ်ရေးအရာတင်းမာမှုတွေမြင့်တက်နေသလိုတစ်ဖက်မှာလည်းစီးပွားရေးစစ်မျက်နှာကလည်းအတော်လေးပြင်းထန်နေပါတယ်။အထူးသဖြင့်အီရန်နိုင်ငံရဲ့အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ရေနံကဏ္ဍဟာအခုဆိုရင်အသက်ရှူရချက်တင်းနေပြီလို့ပြောလို့ရပါတယ်။သတင်းရင်းမြစ်တွေရဲ့အဆိုအရအီရန်ဟာသူတို့ရဲ့ရေနံတွေကိုပြည်ပကိုတင်ပို့ဖို့အတော်လေးရုန်းကန်နေရပါတယ်။အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကဘလောက်အထိပြင်းထန်တယ်လဲဆိုရင်အီရန်ဟာရေနံတွေကိုတိုးလောင်ယုံတွေထဲမှာပဲစုပုံထားရပြီးဆက်ပြီးထုတ်လုပ်ဖို့တောင်မဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်နေတာပါဒီနေရာမှာနေပညာအရစိုးရိမ်စရာအချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ရေနံတွင်းတွေကစက်တွေကိုရေရှည်ပိတ်ထားလိုက်မယ်ဆိုရင်အဲ့ဒီစက်တွေကိုပြန်လည်ပတ်ဖို့အတွက်လာပိုင်းဒါမှမဟုတ်နှစ်ချီပြီးအချိန်ယူရတတ်တာပါဒါကြောင့်အီရန်အနေနဲ့အခုအချိန်မှာအလျှော့မပေးဘူးဆိုရင်သူတို့ရဲ့စီးပွားရေးဟာဆယ်စုနှစ်ချီပြီးနောက်ပြန်ဆွဲသွားနိုင်တဲ့အနေအနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ကမ္ဘာနိုင်ငံရေးမှာအရာရာဟာအီရန်နဲ့အမေရိကန်နိုင်ငံနဲ့မပြီးပါဘူး။အခုချိန်မှာကမ္ဘာတဝန်းကစိုးရိမ်နေကြတာကတော့ရေနံဈေးနှုန်းတွေအဆမတန်မြင့်တက်လာမှာကိုပါဟော်မုတ်ရေလက်ကြားမှာစစ်ရေးတင်းမာမှုတွေရှိနေတာကြောင့်ရေနံတင်သင်္ဘောတွေတွာလာရခက်ခဲလာပြီးဈေးနှုန်းတွေကလည်းတရိပ်ရိပ်တက်နေပါတယ်။ဒါကိုသမ္မတချန့်ကသိပေမဲ့သူကတော့အလုပ်တစ်ခုကိုစပြီးဆိုရင်အပြီးအပြတ်လုပ်ရမယ်ဆိုတဲ့မူဝါဒနဲ့ရှေ့ဆက်နေတာတွေ့ရပါတယ်။နောက်ထပ်စောင့်ကြည့်ရမယ့်အချက်ကတော့သမ္မတထန့်ရဲ့တရုတ်နိုင်ငံခရီးစဉ်ပဲဖြစ်ပါတယ်။တရုတ်နိုင်ငံဟာအီရန်ရေနံရဲ့အဓိကဝယ်ယူသူဖြစ်တယ်လို့အာရှဒေသမှာဩဇာအာဏာရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ထန့်အနေနဲ့တရုတ်ခေါင်းဆောင်ပိုင်းနဲ့တွေ့ဆုံတဲ့အခါအီရန်ကိစ္စကိုဘယ်လိုညှိနှိုင်းမလဲဆိုတာက Project Freedom ရဲ့အောင်မြင်မှုအတွက်အဓိကတော့ချက်ဖြစ်လာပါလိမ့်မယ်။အမေရိကန်ကတော့အီရန်ကိုစားပွဲဝိုင်းပေါ်ပြန်ခေါ်လာဖို့အတွက်တရုတ်ရဲ့အကူအညီကိုလိုချင်နေသလိုတရုတ်ဘက်ကလည်းသူတို့ရဲ့စွမ်းအင်လုံခြုံရေးအတွက်ဘလို့တုံ့ပြန်မလဲဆိုတာကအရန်ကိုစိတ်ဝင်စားဖို့ကောင်းနေပါတယ်။တစ်ဖက်မှာလည်းအီရန်ဟာအချိန်ဆွဲတဲ့နေပြူဟာကိုသုံးနေမြဲပါ။သူတို့ကအမေရိကန်ကိုမင်းတို့နျူကလ িয়ার စက်ရုံတွေကိုလာကြည့်ချင်ရင်အီရန်နိုင်ငံထဲအထိကိုယ်တိုင်လာကြည့်ဆိုပြီးစိန်ခေါ်နေပါတယ်။ဒါဟာအမေရိကန်ကိုစစ်ရေးအရာရောနိုင်ငံရေးရပါထောင်ချောက်ထဲဆွဲသွင်းဖို့စ조사နေတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့သမ္မတချန့်ကတော့ငါတို့မှာရွေးချယ်စရာနေလန်းတွေအများကြီးရှိတယ်လို့တုံ့ပြန်ထားပါတယ်။အီရန်နဲ့အမေရိကန်ကြားကပဋိပက္ခဟာရေနံနဲ့စီးပွားရေးတင်မကပဲပုံမနဲ့ဆိုင်နဲ့နျူကလ িয়ার ပြဿနာစီကိုဦးတည်နေပါတယ်။အခုတစ်ခေါက်မှာသမ္မတချန့်ကအရင်ကထက်ပုံမပြတ်သားတဲ့လေသံနဲ့ပြောဆိုလာတာကတော့အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေမှာရှိနေတဲ့နျူကလ িয়ার ဖုံမှုတွေအကြောင်းပဲဖြစ်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာအချက်ကအီရန်ဟာသူတို့ရဲ့နျူကလ িয়ার သုတေသနလုပ်ငန်းတွေကိုကမ္ဘာမျက်ကွယ်မှာတင်မကပဲမြေအောက်အလုံးနဲ့ဆိုင်တဲ့နေရာတွေမှာရှိုးဝက်လှုပ်ဆောင်နေတာပါ။သမ္မတချန့်ရဲ့အဆိုအရအဲ့ဒီနျူကလ িয়ার လက်ကျန်ပစ္စည်းတွေဟာမြေအောက်ထဲမှာဘလောက်အထိနက်နက်ရှိုင်းရှိနေတယ်လဲဆိုရင်အီရန်ကိုယ်တိုင်တောင်ပြန်ထုတ်ယူလို့မရနိုင်တော့တဲ့အခြေအနေမျိုးလို့ဆိုပါတယ်။ဒါပေမဲ့အမေရိကန်ကတော့ဒါကိုဒီတိုင်းထားခဲ့ဖို့အစီအစဉ်မရှိပါဘူး။
မင်းတို့တူးလို့မရရင်ငါတို့လာတူးပေးမယ်ဆိုတဲ့သဘောမျိုးနဲ့အင်အားသုံးဖယ်ရှားဖို့အထိရည်ရွယ်နေတာပါဒါဟာဘာကြောင့်ဒီလောက်အရေးကြီးတာလဲနျူကလ িয়ার လက်နက်တစ်ခုတည်းတင်မဟုတ်ပဲအဲ့ဒီကထွက်လာတဲ့ဓာတ်ရောင်ခြည်တင်ပစ္စည်းတွေဟာအရှိလေပိုင်းတစ်ခုလုံးရဲ့လုံခြုံရေးကိုချိန်ချောက်နေလို့ပဲဖြစ်ပါတယ်အမေရိကန်အစိုးရရဲ့အမြင်မှာတော့အီရန်ဟာအချိန်ဆွဲပြီးနျူကလ িয়ার နည်းပညာကိုတိတ်တဆိတ်မြင့်တင်နေတယ်လို့ယူဆထားပါတယ်။ဒါကြောင့်လဲ Project Freedom ရဲ့အစိတ်အပိုင်းအနေနဲ့စစ်သင်္ဘောတွေတာမကလိုအပ်ရင်မြေအောက်အဆောက်အုံတွေကိုဖောက်ထွင်းဖျက်ဆီးနိုင်တဲ့လက်နက်တွေနည်းပညာတွေကိုပါအသုံးချဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။အခြေအနေတွေကဒီလောက်ထိတင်းမာနေချိန်မှာအီရန်ဘက်ကဘလို့တုံ့ပြန်နေတယ်လဲဆိုရင်သူတို့ကစိတ်ဆက်ညှိနှိုင်းမှုတွေကိုဆက်လုပ်ချင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီစိတ်ဆက်ညှိနှိုင်းမှုတွေကအပြေထွက်ဖို့ထက်အချိန်ဆွဲဖို့တတ်ပဲလို့အမေရိကန်ကရှုမြင်ပါတယ်။အခုဆိုရင်အစ္စရေးနဲ့အမေရိကန်ပူးပေါင်းပြီးအီရန်ရဲ့အဓိကခေါင်းဆောင်တွေနဲ့အချက်ချကြတဲ့စစ်ရေးစခန်းတွေကိုအနီးကပ်စောင့်ကြည့်နေပြီလို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။နောက်ထပ်ထူးခြားတဲ့အချက်ကတော့သမ္မတချန့်ကအာကာသတပ်ဖွဲ့ရဲ့အခမ်းကဏ္ဍကိုထည့်သွင်းပြောကြားလာတာပါ။ဒါဟာကမ္ဘာစစ်ရေးသမိုင်းမှာအသစ်အဆန်းတစ်ခုဖြစ်ပါတယ်။မြေပြင်ကနေတိုက်ခိုက်တာမျိုးတင်မဟုတ်ပဲအာကာသထဲကဂျိုတုနည်းပညာတွေထောက်လှမ်းရေးစနစ်တွေကိုအသုံးချပြီးအီရန်ရဲ့လှုပ်ရှားမှုမှန်သမျှကိုလက်ဖွားပေါ်မှာကြည့်သလိုစောင့်ကြည့်ကင်တွယ်သွားမဲ့သဘောပဲဖြစ်ပါတယ်။ဒီပဋိပက္ခဟာအခုဆိုရင်လမ်းစုံလမ်းခုကိုရောက်နေပါပြီ။စစ်ပွဲတစ်ခုတကယ်ပဲဖြစ်ပွားတော့မှာလား။ဒါမှမဟုတ်အီရန်ကအမေရိကန်ရဲ့တောင်းဆိုချက်တွေကိုလိုက်လျောပြီးလက်နက်ချမှာလား။ဆိုတာကတော့လာမယ့်သတင်းပတ်တွေအတွင်းမှာပိုမိုရှင်းလင်းလာတော့မှာပါ။စစ်ရေးနဲ့နိုင်ငံရေးတင်းမာမှုတွေဟာတကယ့်ကိုရင်ထိတ်ဖြစ်စရာကောင်းလာပါတယ်။ဒါပေမဲ့ဒီလိုအားပြိုင်မှုတွေကြားထဲမှာပဲတကဘာလုံးကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအာရုံစိုက်နေရတဲ့အကြောင်းအရာတစ်ခုလည်းရှိနေပါတယ်။အဲ့ဒါကတော့သတင်းထောက်ဘင်ဂျမင်ဟောတင်ဆက်မဲ့ Hostak Hiya ဆိုတဲ့မှတ်တမ်းတင်အစီအစဉ်ပဲဖြစ်ပါတယ်။ဒီစီစဉ်ဟာစစ်ပွဲတွေနိုင်ငံရေးတွေအကြောင်းမဟုတ်ပဲကမ္ဘာပေါ်မှာအလွန်ရှားပါတဲ့ KIF-1A ဒါမှမဟုတ် KAND လို့ခေါ်တဲ့မျိုးရိုးဗီဆိုင်ရာယောဂဝေဒနာခံစားနေရတဲ့ကလေးငယ်တွေရဲ့ဘဝအကြောင်းဖြစ်ပါတယ်။ကမ္ဘာတဝန်းမှာဒီယောဂခံစားနေရသူ6ရကျော်လောက်ပဲရှိပေမဲ့သူတို့ခံစားရတဲ့ဝေဒနာကတော့အလွန်ပြင်းထန်ပါတယ်။အမြင်အာရုံတွေဆုံးရှုံးတာလှုပ်ရှားသွားလာမှုခက်ခဲတာနဲ့စကားပြောဆိုနိုင်စွမ်းမရှိတော့တာမျိုးတွေဖြစ်တတ်ပါတယ်။ဒီမှတ်တမ်းတင်အစီအစဉ်ကဘာကိုပြသနေတာလဲဆိုရင်အခုလိုကမ္ဘာကြီးကပဋိပက္ခတွေနဲ့ပြည်내နေချိန်မှာတောင်မိသားစုတွေရဲ့ချစ်ချင်းမြတ်တာနဲ့သိပ္ပံပညာရှင်တွေရဲ့ကြိုးပမ်းမှုကြောင့်မျှော်လင့်ချက်ဆိုတာအမြဲတမ်းရှိနေတယ်ဆိုတာပါပဲ။မက်ဒေါ်ချေယန်ခိုဒရင်ရီဆက်အင်စတီကျူလို့အဖွဲ့အစည်းတွေကဒီကလေးငယ်တွေအတွက်ကုထုံးအသစ်တွေရှာဖွေဖို့နေ့မအားညမနာစ조사နေကြပါတယ်။ခါဟာကျမတို့အားလုံးကိုသတိပေးနေတာကတော့နိုင်ငံရေးအရအားပြိုင်မှုတွေထက်ပိုမိုရေးကြီးတဲ့လူသားဘဝတွေရှိနေတယ်ဆိုတာပါပဲ။ကဲကျမတို့ရဲ့ပြင်မသတင်းဖြစ်တဲ့အမေရိကန်နဲ့အီရန်အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်တော့သမ္မတထရန့်ရဲ့ Project Freedom ဟာအခုဆိုရင်အကောင့်ထဲပေါ်ဖို့အသင်းဖြစ်နေပါပြီ။သမ္မတကတော့ငါရဲ့ရည်မှန်းချက်တွေမအောင်မြင်မချင်းနောက်မဆုတ်ဘူး။လို့ပြက်သားပြောဆိုထားသလိုအီရန်ဘက်ကလည်းသူတို့ရဲ့ယက်တီချက်ကိုရှော့ပေးဦးမဲ့ပုံမပေါ်သေးပါဘူး။လာမဲ့သတင်းပတ်တွေအတွင်းမှာဖြစ်ပေါ်လာမဲ့သမ္မတရဲ့တရုတ်နိုင်ငံခရီးစဉ်နဲ့ဟော်မုတ်ရေလက်ကြားကစစ်ရေးလှုပ်ရှားမှုတွေဟာကမ္ဘာသမိုင်းစာမျက်နှာတစ်ခုကိုဖွင့်လှစ်ပေးမလားဒါမှမဟုတ်ငြိမ်းချမ်းတဲ့နေလန်းနဲ့ဖြေထွက်လာမလားဆိုတာကတော့တကဘာလုံးကစောင့်ကြည့်ရမယ့်ကိစ္စပဲဖြစ်ပါတယ်။ကျမတို့သတင်းဌာနအနေနဲ့လည်းဒီအခြေအနေတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ပြီးပရိသတ်တွေစီအမြန်ဆုံးတင်ဆက်ပေးသွားမှာပါ။ကျမတို့ရဲ့အစီအစဉ်ကိုအဆုံးထိစောင့်မျှော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ channel ကို subscribe မလုပ်ရသေးရင်လည်းလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်။အားလုံးပဲကိုစိတ်နှစ်ဖြာကျန်းမာရှင်လန်းကြပါစေ။